အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ prompt injection ဆိုတာပါလေ AI ကိုဘယ်လိုမျိုး prompt injection လုပ်လို့ရလဲဆိုတော့နမူနာ lab တစ်ခုနဲ့ပြောပြသွားမှာဖြစ်တယ်တကယ်တော့ prompt injection ဆိုတာ AI ရဲ့အားနည်းချက်တစ်ခုလို့ပြောနိုင်တယ်အဲ့တော့ဒီအားနည်းချက်ကိုအခွင့်ကောင်းယူပြီးတော့ AI ပေါ်မှာလွှမ်းမိုးလို့ရမယ့်အကြောင်းအရာတစ်ခုကို prompt ထဲကနေထည့်ပေးလိုက်တာကို prompt injection လို့ခေါ်တယ် AI ရဲ့သဘောတရားကသူတို့ဘာပဲလုပ် user first အနေနဲ့လုပ်တယ်ဒါကြောင့်မလို့ AI model တစ်ခုကို develop လုပ်တဲ့အခါမှာ user input တွေကို standardization layer တွေနဲ့အထက်ထပ် filter လုပ်ရတယ်ပြီးတော့မှ prompt ကို AI နဲ့ကိုထည့်ပေးတယ်အကယ်၍ prompt တစ်ခုက standardization layer တွေကို bypass လုပ်နိုင်တယ်ဆိုလို့ရှိရင် attack ဖြစ်တယ်အဲ့တော့ prompt injection အမျိုးအစား၄မျိုးရှိတယ်ပထမတစ်ခုကို direct prompt injection လို့ခေါ်တယ်သူက input လုပ်မဲ့ prompt တွေကနေတခါတည်း attack လုပ်တာမျိုးဖြစ်တယ်ဒုတိယတစ်ခုက indirect prompt injection သူကတော့ web page တစ်ခုသို့မဟုတ် file တစ် file ကနေလာတဲ့ injection မျိုးစားဖြစ်တယ်တတိယတစ်ခုကတော့ image ကနေလာတဲ့ visual injection နောက်ဆုံးတစ်ခုကတော့ prompt lead လို့ခေါ်တယ်သူကတော့ AI model ထဲမှာရှိတဲ့ system prompt တွေသို့မဟုတ် secret prompt တွေကိုဥတီပြီး attack လုပ်တဲ့ injection အမျိုးအစားဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ AI ကို prompt injection လုပ်ဖို့လို့ tools တစ်ခုသုံးမယ်အဲ့ tools ကို prompt full လို့ခေါ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ prompt full ကိုသုံးပြီးတော့ AI model ကို prompt injection လုပ်ကြည့်အောင်အခုလုပ်မဲ့ lab မှာ docker container ကိုသုံးပါဒါကြောင့်မို့ကျွန်တော်တို့ set ထဲမှာ docker install လုပ်ထားရမယ်အဲ့တော့ဒီအတွက်ကျွန်တော်တို့ docker container နှစ်ခုသုံးမယ်ပထမတစ်ခုက Ollama sandbox နောက်တစ်ခုက prompt full sandbox Ollama မှာသူ့မှာ server ပါတယ်ဒါကြောင့်မို့သူ့ရဲ့ default port number က11434 prompt full အတွက်ကတော့ node.js လို့မယ်ပြီးရင်တော့ကျွန်တော် prompt full container ထဲမှာလိုအပ်တဲ့ tools ကို download ချပြီးတော့အဲ့ tools နဲ့ Ollama ထဲမှာရှိတဲ့ AI model ကိုလှမ်းပြီးတော့ prompt injection လုပ်ကြည့်မယ်အခုကျွန်တော်တို့ docker အတွက်လိုအပ်တဲ့ configuration တွေကို docker compose ထဲမှာရေးထားပြီးသားအဲ့တော့ docker compose နဲ့လုပ်ခိုင်းမယ်ဒီ docker compose file ကိုလည်းကျွန်တော် GitHub ပေါ်မှာတင်ပေးထားတယ်အကယ်၍လိုရင်ယူသုံးလို့ရတယ် okay ဒါဆိုကျွန်တော်စလုပ်ကြည့်အောင် docker compose app-d docker container တွေကို docker compose ရမယ့် file နဲ့ create လုပ်လိုက်ပြီဒီနေရာမှာလိုအပ်တာတွေသူက download ချနေတော့ခဏစောင့်ရမယ်ဒီမှာတွေ့ရတဲ့ Ollama ခုနကျွန်တော်ပြောတဲ့ Ollama ဆိုတာက AI runtime environment သူက local host ထဲမှာ AI နေ run လို့ရအောင်လုပ်ပေးတဲ့ server တစ်ခုပဲဖြစ်တယ်အကယ်၍ local host မှာ AI model တွေ run မယ်ဆိုရင်ကျွန်တော် Ollama ရှိမှ run လို့ရမယ်okay ဒါဆိုရင်ကျွန်တော် docker compose လုပ်ပြီးသွားပြီdocker ps နဲ့ container ရဲ့ status ကိုကြည့်လိုက်မယ် okay ဒါဆိုရင်ဒီမှာ container နှစ်ခု run နေတယ် Ollama သူ့မှာ server ရှိလို့ local host မှာ run နေတယ်11434ဒါပေမဲ့လောလောဆယ် Ollama ထဲမှာ AI model တော့မရှိသေးဘူးနောက်တစ်ခုကတော့ node.js run နေပြီဒါဆိုရင် container နှစ်ခုကအလုပ်လုပ်နေပြီ container နှစ်ခုက run နေပြီ okay ဒါဆိုရင်ကျွန်တော်အရင်ဆုံး Ollama container ထဲဝင်ပြီးတော့ AI model တစ်ခု install လုပ်မယ် docker EACC-IT container ရဲ့နာမည်က Ollama sandbox bash okay ဒါဆိုရင်ကျွန်တော် Ollama container ထဲရောက်သွားပြီဒီ container ထဲမှာ Ollama command တွေသုံးလို့ရတယ် command တွေမသိဘူးဆိုရင် Ollama လို့ရိုက်ထည့်လိုက်ဒါဆိုရင်အကုန်ထွက်လာလိမ့်မယ်Ollama ထဲမှာဘယ်လိုမျိုး AI model တွေကို run လို့ရလဲဆိုတာကိုသူ့ရဲ့ website မှာလည်းတွားကြည့်လို့ရတယ်နမူနာအနေနဲ့ကျွန်တော်ဒီမှာ Llama 3.2 version AI model တခုကိုသုံးမယ်ဒါကြောင့်မလို့ Ollama full Llama 3.2 Llama 3.2 ဆိုတာတော့ AI model တခုဖြစ်တယ်သူ့ကိုကျွန်တော် download ချပြီးတော့ဒီ Ollama ထဲမှာအဲ့ဒီ AI model ကိုသုံးကြည့်မယ်သူက download ချနေတော့ခဏလေးစောင့်အောင်မယ် okay ဒါဆိုရင်ကျွန်တော် download ချပြီးသွားပြီ AI model တခုရလာပြီ Ollama ထဲမှာဒီ AI model ကို run လိုက်မယ် Ollama run Llama 3.2 okay ဒါဆိုရင် AI model run နေပြီကျွန်တော်ဒါဆိုရင်ဒီ AI နဲ့အလားပါတလားပါနည်းနည်းပြောကြည့်မယ် Hi there အမှသူပြန်ပြောတယ် Are you LLM ဟုတ်ပြီပြန်ပြောတယ်နောက်ထပ်မေးခွန်းတစ်ခုတော့မေးကြည့်မယ် Can you explain why we need to do setnet mask for network သူရှင်းပြနေပြီ setnet mask အကြောင်းသူရှင်းပြနေပြီသူတော်တော်သိတယ်အများကြီးပဲသူရှင်းပြတယ်ဟိုရပြီokay ဒါဆိုရင်ကျွန်တော်တော်လောက်ပြီခဏနေသူ့ကို prompt inject လုပ်ကြည့်မယ်
အဲ့တော့အခုဒီထဲကနေဒီ check in လုပ်နေတဲ့ထဲကနေကျွန်တော်ထွက်လိုက်မယ် /by okay ကျွန်တော်နောက်ထပ် container တစ်ခုတဲကိုဝင်ပြီးတော့လိုအပ်တဲ့ tools တွေ download ချမယ်ပြီးရင်အဲ့ရနေ prompt injection လုပ်ကြည့်မယ်အဲ့တော့ကျွန်တော်နောက် terminal တစ်ခုခေါ်လိုက်မယ်အသစ်ခေါ်လိုက်မယ်အဲ့တော့ဒီထဲမှာကျွန်တော် container တွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ် docker ps အဲ့တော့အခုကျွန်တော်တို့အသုံးပြုမဲ့ container က prompt full sandbox ဒါကြောင့်မို့အဲ့ container တွေကိုကျွန်တော်ဝင်လိုက်မယ် docker eacc-it container နာမည်က prompt full sandbox bash okay ဒါဆိုရင်ကျွန်တော် container နဲ့ရောက်သွားပြီအော်ဒီ container ထဲမှာ node.js ရှိတယ်version တစ်ချက်ကြည့်မယ် node-v version က 24.12.0 အဲ့တော့ဒီ container ထဲမှာကျွန်တော် prompt full tools ကို run မယ်အရင်ဆုံး initialize လုပ်ပြီးတော့ download ချမယ်ဒါကြောင့်မလို့ npx prompt full add latest initialize while လို့ရိုက်ထည့်လိုက်မယ်ပြင်ခဏစောင့်မယ်ဒီမှာသူကရွေးစရာတွေအများကြီးတွေ့ရလိမ့်မယ်တခြားလုပ်ငန်းတွေလည်းဒီထဲမှာလုပ်လို့ရတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့က prompt injection ကိုလုပ်ကြည့်မှာဒါကြောင့်မလို့ improve prompt and model performance ကိုရွေးလိုက်မယ်အခုလက်ရှိကျွန်တော်သုံးမဲ့ provider က Ollama ဒါကြောင့်မလို့ Ollama ကိုရွေးလိုက်မယ်ဒီမှာ readme file ကိုသူ auto generate လုပ်ပေးလိမ့်မယ်ပြီးရင်နောက်ထပ် prompt full config file ကိုသူ generate လုပ်မှာလားoverride လုပ်မှာလားဒါမှမဟုတ်ရင် override မလုပ်ဘူးလားလို့သူလာမေးလိမ့်မယ်အကယ်၍ကျွန်တော်တို့မှာရှိပြီးသား prompt full config file ကိုသုံးမယ်ဆိုလို့ရှိရင် override မလုပ်ခိုင်းဘူးဒါကြောင့်မလို့ no ပဲရွေးလိုက်မယ် okay ဒါဆိုရင်လိုအပ်တဲ့ configuration တွေလိုအပ်တဲ့ file တွေကျွန်တော်ရလာပြီဒါဆိုရင်ဒီ container တွေကနေပြီးတော့ Ollama server run နေလားမ run နေဘူးလားဆိုတာ status ကိုကျွန်တော်လှမ်းပြီးတော့ကြည့်မယ်ဒါကြောင့်မလို့ curl http ollama 11434ဒီ status ကိုကျွန်တော်မြင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ prompt injection စပြီးတော့လုပ်လို့ရပြီ prompt injection မလုပ်ခင်မှာနောက်ထပ်ကျွန်တော်တို့လုပ်ရမယ့်တစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီ prompt full tools ကသူ့ရဲ့ default အနေနဲ့ဆိုလို့ရှိရင်သူက local host ကိုတွားပြီးတော့ prompt injection တွားလုပ်တာဒီ prompt full အတွက်လိုအပ်တဲ့ environment variable နှစ်ခုကိုကျွန်တော်သတ်မှတ်ပေးရမယ်ပထမဆုံးတစ်ခုက Ollama base URL okay ဒါဆိုရင်ကျွန်တော် export Ollama base URL အဲ့တော့ base URL ကခုနကကျွန်တော် testing လုပ်ခဲ့တဲ့ URL Ollama 11434နောက်တစ်ခုက export Ollama API key အဲ့တော့ Ollama API key ကကျွန်တော်မလိုပါလို့ဆိုတော့ local environment မှာ testing လုပ်တာဖြစ်တဲ့အတွက် key မလိုဘူးအကယ်ဒီနှစ်ခု assign မလုပ်ဘူးဆိုရင် error ရှိတယ်ဒါကြောင့်မလို့လုပ်ပြရမယ် okay ဒါဆိုရင်ကျွန်တော်လိုအပ်တာတွေလည်းပြီးသွားပြီလိုအပ်တာတွေလိုအပ်တဲ့ configuration တွေလည်း setting ချပြီးသွားပြီဒါဆိုရင် prompt injection စပြီးတော့လုပ်ကြည့်မယ် npx prompt full eval while လို့ရိုက်ထည့်လိုက်မယ်ဒါဆိုရင်သူက prompt full config ကိုသုံးပြီးတော့ local host က Ollama AI model ကို injection လုပ်နေပြီသူ evaluation လုပ်နေတာက prompt 3ခုဒါကြောင့်မလို့ဒီမှာ3လို့လာပြတယ်အဲ့တော့ဒီမှာဆိုရင် report ထွက်လာပြီအဲ့တော့ဒီ report ထဲမှာ prompt 3ခုကို attack လုပ်တဲ့အခါမှာ3ခုစလုံးက pass ဖြစ်တယ်အဲ့တော့ pass ဖြစ်တယ်ဆိုတာက injection prompt injection attack success မဖြစ်ဘူးဆိုတော့ AI model က secure ဖြစ်တယ်ပေါ့နော် secure ဖြစ်တယ်သူ inject ဘာ inject မှာသူလုပ်မပေးဘူးသူထဲကိုမရောက်ဘူးဒါကြောင့်မလို့ AI model က safe ဖြစ်တယ်အကယ်၍နောက်ထပ်ကျွန်တော်တို့ testing လုပ်ချင်တဲ့ prompt တွေကို prompt full config ထဲမှာထည့်ထည့်လို့ရတယ်အကယ်၍ကျွန်တော်တို့ဒီ container တွေကပြန်ထွက်ချင် exit နဲ့ထွက်တယ် container တွေအကုန်လုံးပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင် docker compose down -v နဲ့ပြန်ဖြတ်လို့ရတယ်okay ဒါကတော့ကျွန်တော်တို့ prompt full ကိုသုံးပြီးတော့ AI model တစ်ခုကို prompt injection လုပ်ကြည့်ခြင်းပဲဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ် see you next time